မင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတာတော့ဘင်းတော်လမ်းမကြီးပေါ်ပါနော်အိမ်လေးအသားလေးလုံးနဲ့မိတ်ဆက်ပေးနေလို့ပါနော်ဒီကောင်ဘင်းတော်ဘယ်နေရာမှာရှိတယ်ဆိုရင်ဟိုဘက်ထဲမှာဆိုလို့ရှိရင်မင်းအတွက်ဆိုလမ်းမကြီးရှိမယ်ဒီဘက်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပါထူးရှိမယ်နော်ပါထူးနဲ့မင်းရဲ့ကြားပေါ့နော်ဒါ location လေးရောက်တာကားပေးမဲ့ area ဒီလေးပါပေ40ပေ60နော်ပေ40ပေ60မှာကျွန်တော်တို့အထဲထဲမှာအထက်အာစီတစ်လုံးပါပါတယ်နော်အိမ်လေးကိုလိုက်ကြည့်ပါဦးအိမ်လေးကတော့မနေတာဒီတိုင်းပိတ်ထားတာနည်းနည်းကြာသွားတော့ကျွန်တော်တို့ပဲတန်ရှင်းလုပ်ပေးတာပါလေသူမိုက်ကလေးတော့နည်းနည်းရှိရဲတန်းကြီးခံကြည့်လို့ပါအိမ်လေးကတော့2အာစီလေးနော်2အာစီကိုအရင်တော့အိမ်ပေါ်လုံးလေးဆိုနော်လုပ်ငန်းလုပ်မယ်ဆိုရင်လည်းကောင်းတယ်လားသူတွေနေမယ်ဆိုရင်လည်းအဆင်ပြေပါနော်ဒီကောင်ကဘင်းတော်လမ်းမကြီးပေါ်မှာရှိတာဆိုတော့လုပ်ငန်းလုပ်မဲ့သူတွေဆိုတော့ပိုအဆင်ပြေတာပေါ့နော်ဒီကောသူအိမ်လေးထားလေးပါဘုန်းကြီးလေးပါမကျင်တယ်လေကြီးလေးဒါအိမ်ရှိပေါ့နော်အိမ်ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကား2စီးလောက်ထည့်လို့ရမှာဗျကား2စီးဒီဘက်ထဲမှာလည်းထည့်လို့ရအောင်ပဲဒီဘက်မှာ1စီးဆိုကားခြံထဲမှာတော့ကား3စီးလောက်ရက်လို့ရမှာဗျနော်သူက40 60ဆိုတာလေနော်โอเคကျွန်တော်အဲ့ဆိုလို့ရှိရင်အိမ်ထဲတစ်ချက်တက်ကြည့်ရအောင်ဗျနော်ဒါကျွန်တော်အိမ်ဝင်ချင်းပေါ့အိမ်ဝင်ချင်းတစ်စင်လေးပါထားလို့ရတယ်โอเคဒါကျွန်တော်တို့အိမ်ဧကန်လေးပေါ့နော်ဧကန်ပုံစံလေးဒီလေးတော့ဖြစ်တော့သိကြီးခံဗျာနည်းနည်းပေါအောင်ကကျွန်တော်ရုပ်နဲ့ထိတ်ကြည့်ရအောင်နော်ဒါဒီအောက်ထဲဧကန်လေးပါဒီမှာအခန်းလေးခန်းပါပဲနော်ဒါမှဆက်တော့ခန်းဆက်တော့ခန်းလေးနော်အောက်ကတော့ပတ်စီกินထားတယ်ဒါကတော့မျိုးဆောင်โอเคကျွန်တော်တို့အဲ့ဆိုလို့ရှိရင် order set တက်ကြည့်လိုက်အောင်နော်ဒါတော့ကျွန်တော်တို့ဒီလိုပဲပေါ့ဒီထားလေးပါဒီတိုင်းရှင်းဒီထားတော့မယ်ဒါတော့ကျွန်တော်တို့အပေါ်တက်အောက်တက်မှာတော့ master room တစ်ခန်းပါတယ်ဒါအပေါ်တက်အနေတာနော်အပေါ်တက်မှာဆိုလို့ရှိရင်ဒီမှာအခန်းတစ်ခန်းပါမယ်ဒီခန်းလေးကလည်း master room သုံးလို့ရမယ်ပြီးဒီမှာအခန်းလေးတစ်ခန်းဒီတော့လည်း master room ပေါ့နော် common master room ပေါ်တော့မှာခဏခဏပါမယ်နော်ဒီနေထားလေးဟုတ်ပါတော့ကိုပါငါးသိန်းလေးဘယ်လောက်လဲကို30ပါခင်ဗျာ30ညနေလေးရှိသေးလားပါပါလေးမရှိရရတယ်ဒါလေးကိုကျွန်တော်ဟိုအချုပ်ကလေးပြောပေးပါလားကိုအဲ့လိုမျိုးလေ53ရောက်ကကျွန်တော်ရဲ့ထူတာလမ်းမိုင်းရဲ့ဒီမှာလမ်းမိုင်းပါလမ်းမိုင်းနဲ့စပူနေမယ်သွားရတာတော့ကောင်းလို့ဆိုင်တော့ရရှိတယ်တော့တန်းတယ်ဒီကိစ္စကိုအောင်လို့ပဲဘာမှပေးလေးတဲ့ကိစ္စကိုပါစီဒီမင်းတို့အဆင်ပြေလို့ပဲဖြစ်ဖြစ်လိုအပ်လို့ပဲဖြစ်ဖြစ်ငါးလေးရှာနေတယ်ဆိုမျိုးတို့ကလမ်းမကြီးမှာငါးလေးရှာနေတယ်ဆိုလို့ရှိရင်တော့ဒီငါးပုတ်တွေကလူခင်းတော့ပဲဖြစ်မှာပါကျေးဇူးများကြီးတင်ပါတယ်